မေလေးကလူနေပြီသားရေဟုတ်ကဲ့ပါအခုဗီဒီယိုရိုက်နေတယ်အားလုံးခုနမေကအမေလေးကလူနေပြီခုတော့ဒီမလင်းတော့တုံနေပြီနောက်တစ်ယောက်ကကြတော့ရှိုင်း announce လုပ်ပေးရမှာရပါပြီကဲဆိုရင်နှခမ်းစုစုလေးကဲဒီမှာလေဆိုရင်နှခမ်းစုစုလေးတဲ့စုပြီးလာခဲ့စုပြီးတက်လာခဲ့ဟာလာပြေပြောကြမယ်လားโอเคဘယ်လိုလေးရိုက်ပါလဲဘယ်လိုလေးလဲတူတူလေးပြောတာသူကအန်အောပါရှိုင်းနူးနဲ့တူတူလေးပြောအောင်ချစ်တဲ့အကြောင်းလေးလားဟုတ်လေချစ်တဲ့အကြောင်းနင်းအလဲကနေရှုပ်တယ်မြင်ထွက်ဆိုအမကိုရှိုင်းတဲ့ဗီတာနဲ့လည်းအားနာပါအမကပို့ပြီးတော့ပို့စီကောင်းနေတယ်โอเคတော့